တီ6ဒါလေးကဟိုဟာကြာစီကြာပွင့်ရဲ့အစီလေးဒါလေးတွေကိုကြတော့သူတို့ကစစ်တပ်စုပေါ့နော်6မျိုးပါတဲ့ချန်နီစုလို့ခေါ်ပါတယ်ဒီဟာလေးကတော့ချိုးတယ်ဒါလေးတွေကြတော့နာမည်မသိဘူးဒါလေးတွေ6မျိုးစုံအောင်ထည့်တယ်ဒီဟာလေးကကြတော့မျိုးလုံးတွေရမ်းကောင်းနေသီလားဟိုဟာရေနွေးလေးနဲ့ပဲရေနွေးချမ်းတောက်တဲ့လူမျိုးလေးတောက်ပြီးမျိုးလုံးလင်းအောင်အားနေတဲ့အားလေးမျိုးလုံးမှုန်ပြီးမျိုးလုံးအားနေတဲ့လူတွေဆိုရင်ဒါလေးကိုရေနွေးပူပူလေးနဲ့တောက်ပေးပါမျိုးလုံးတွေရမ်းကောင်းပါတယ်ဒါလေးကတော့စွတ်ထဲကိုထည့်မှာပေါ့နော်လုပ်ငန်းကိုဒွမ်းလုပ်ငန်းပုံစံမျိုးလေးပဲသူကချိုးတယ်အဲ့တော့ဝက်နဲ့ရိုးလေးထည့်မယ်6မျိုးပေါ့နော်6မျိုးသောချန်နီစုပုံစံမျိုးလေးပါထည့်ပါတယ်ဒီတဲကိုကြတော့ဟိုဟာအချိုတက်တွေပါသွားပြီဒီတဲမှာကြတော့အဲ့တော့ဘာမှဟိုဟာ chicken ကျူလို့ဘာလို့ထည့်စရာမလိုနောက်ဆုံးချက်ခဏီးကြရင်အရသာလေးမြည်ပြီးတော့စားလေးထည့်ရပြီစုပြုတ်ဒီလိုပွက်ဆူတဲ့ချိန်ကြရင်လေဒီလားကိုရီးယားဝက်နံရိုးထည့်တယ်တချို့တွေကြတော့ချက်သားနဲ့ပြုတ်တယ်အဲ့တော့ဒီချက်သားပဲဖြစ်ဖြစ်ဝက်နံရိုးပဲဖြစ်ဖြစ်ပေါ့နော်သူ့ရဲ့အစီလေးတွေအပြင်မှာဝိနေဆယ်ထုတ်ပေးဒီလားစုပြုတ်တစ်ခုကဟိုအစီတွေအပေါ်မှာဝိနေတောက်လို့မကောင်းဘူးကွာအဲ့တော့ဒါခုနအချောက်လေးပေါ့နော်လုပ်ငန်းစီပုံစံမျိုးလေးပဲအဲ့တော့စီဒီကိုဖယ်ပေးပါဝိနေတဲ့စီဒီကိုဖယ်ပေးပြီးရင်ဒါစုပြုတ်ဒီမြေအိုးတွေနဲ့ပြုတ်တာကြတော့တစ်ခုကောင်းတယ်ပြီးရင်အိုးလိုက်ချပေးရုံပဲပြီးရင်ကိုတောက်ချင်တဲ့လူကကိုကြိုက်တဲ့လောက်ပေါ့နော်ခက်တောက်လို့ရပါတယ်ကဲစုပြုတ်လေးရပါပြီရှင်စားကန်ဒီကြရင်ပူပူလေးထန်တွေးမယ်အဲ့တော့စုပြုတ်ပူပူလေးဒီဟာကိုကြတော့သူက6မျိုးစုပေါ့နော်6မျိုးသောစုချန်နီစုဖြစ်ပါတယ်ဒီချန်နီစုတွေကြတော့ထမင်းနဲ့ပဲတွဲစားတာပေါ့နော်ပူပူလေးနဲ့ရှယ်ပါပဲရှင်စုပြုတ်လေးရပါပြီ